အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးရတော့ဒူဘိုင်းရဲ့ညာဈေးတန်းနိုင်မားကတ်လေးတွေအကြောင်းပဲဖြစ်ပါတယ်ရှင်ဒူဘိုင်းညာကျန်ရဲ့အလှပတွေနဲ့တူဒီမှာဘာတွေစားလို့ရလဲဘာတွေဝယ်လို့ရလဲဆိုတာအတူတူလိုက်ကြည့်ရအောင်နော်ဒီညာဈေးတန်းကတော့မူရာကာဘက်လန်ကော်ရယ်ဟိုတယ်ဘေးမှာရှိတဲ့ကဘာယန်နိုင်မားကတ်လေးပဲဖြစ်ပါတယ်ရှင်မီးရောင်စုံတွေနဲ့အရန်လှပြီးအစားတောက်ချစ်သူတွေအတွက်တကယ်ကိုပျော်စရာကောင်းတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ရှင်။ဒီမှာကဘာယန်နိုင်မားကတ်ဆိုတဲ့အတိုင်းဖိလစ်ပိုင်စတိုင်အသားကင်တွေကြက်ဥကင်တွေကအရင်နာမည်ကြီးပါတယ်ရှင်။တစ်ချောင်းကို1 dirham 2 dirham ကနေစပြီးရှိပါတယ်ရှင်။ပင်လယ်စာစုံလင်ကိုလည်းဒီမှာချက်ချင်းကင်ပြီးချက်ပေးတာပါရှင်။အာရှသားတွေကြိုက်ဆုံးရတာတွေကိုဒီမှာစုံစုံလင်လင်စားလို့ရပါတယ်ရှင်။စားတောက်စားပြည့်ရင်လည်းအသီးဖြော်ရည်အေးလေးတွေနဲ့အချိုပွဲတွေလည်းအများကြီးရှိပါတယ်ရှင်။မြမဆိုင်တွေလည်းရှိလို့သွားစားတဲ့နေရာလေးတစ်ခုပါရှင်။နောက်မူရာကာဘက်လမ်းပေါ်မှာပဲနိုင်မားကတ်တစ်ခုရှိပါတယ်ရှင်။သားကင်တွေရှာဝါမားတွေကလည်းနေရာတိုင်းမှာရှိပါတယ်ရှင်။မီးအေးနဲ့ကင်ထားတဲ့အနံ့ကတော်တော်လေးမှုန်းနေတာပါရှင်။10 dirham 15 dirham ဝန်းကျင်နဲ့တင်စားစရာတွေအများကြီးရှိပါတယ်ရှင်။တငယ်ချင်းတွေမိသားစုတွေနဲ့လာပြီးလမ်းလျှောက်ရင်းဝင်စားကြည့်ပါရှင်။မူရာကာဘက်လမ်းပေါ်မှာရှိတဲ့နိုင်မားကတ်နှစ်ခုစလုံးမှာမြန်မာစားတောက်ဆိုင်တွေလည်းရှိပါတယ်ရှင်။ညနေ6နာရီနောက်ပိုင်းကနေစပြီးနီးနဲ့လေပို့စီလေးပါရှင်။နောက်နိုင်မားကတ်ကတော့အကူရေးမောရဲ့လမ်းတစ်ဖက်ခြမ်းကဝင်းတားနိုင်မားကတ်ပဲဖြစ်ပါတယ်ရှင်။ဒီမှာကအစားတောက်တင်မကပါဘူးနော်။ကလေးတွေအတွက်ကစားကွင်းလေးတွေပြီးတော့စောင်းရည်နဲ့လိုက်ဖက်တဲ့အဝတ်ထည်တွေအဆက်ဆယ်ရီတွေကိုလည်းတနေရာထဲမှာရနိုင်ပါတယ်ရှင်။ကလေးပါတဲ့မိသားစုတွေအတွက်ပန်းဖြေဖို့အကောင်းဆုံးနေရာလေးဖြစ်ပါတယ်ရှင်။နောက်နိုင်မားကတ်တစ်ခုကတော့အရီကာလမ်းပေါ်ကအရီကာနိုင်မားကတ်ပါရှင်။ဖိလစ်ပင်တို့အစားအစာကြိုက်တဲ့သူတွေအတွက်တော့ဒီနေရာကအစားအစာတွေကစုံလင်ယုံနေမကပါဘူးဈေးနှုန်းကလည်းတက်ပါတယ်ရှင်။စင်မြင့်ထက်မှာတချင်းဆိုတာတွေဖြော်ဖြေရေးအစီအစဉ်တွေလည်းအမြဲရှိနေတတ်ပါတယ်ရှင်။အေးအေးလေးနဲ့တချင်းသားထောင်ရင်တငယ်ချင်းတွေနဲ့ထိုင်ကြည့်ရင်တော့ဒီအရီကာနိုင်မားကတ်ကအဆင်ပြေပါတယ်ရှင်။အဝတ်ထည်တွေအဆက်ဆယ်ရီတွေနဲ့တခြားအမတ်တရပစ္စည်းလေးတွေကိုလည်းဈေးနှုန်းတက်နဲ့ရွေးချယ်ဝယ်ယူလို့ရပါတယ်ရှင်။ဒူဘိုင်းရောက်တော့မှ night life ကိုပျော်ပပနဲ့လမ်းလျှောက်ချင်နေဆိုရင်တော့ night market တွေကိုတွားကြည့်သင့်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။